ကတ်ထဲဝင်ဒီမှာကျွန်တော်တို့ဒါရွေးပြီးသားရှိရဆိုတော့ဒီဗီဒီယိုလေးဗီဒီယိုရဲ့နောက်ကိုဗီဒီယိုရဲ့နောက်ကိုဗီဒီယိုရဲ့နောက်မှာ โอเคဒါဖြတ်လိုက်ပြီပေါ့နော်တစ်ပိုင်းဒါဖြတ်လိုက်ပြီဆိုတော့ကျွန်တော်တို့ဒီမှာစာရေးမယ်ဆိုရင်ဒီမှာသူတီဆိုတဲ့နေရာလေးပြထားတယ်အဲ့ဒီနေရာလေးကိုနှိပ်လိုက်ရုံပဲပြီးရင်ဒီမှာ A အပေါင်းဆိုတဲ့နေရာလေးကိုနှိပ်လိုက်အလွယ်ဆုံးလေးပဲပြန်ပြုတ်ပြမယ်ပြီးရင် font style နဲ့ရေးလို့ရတယ် font style ဒါ style နဲ့ရေးလို့ရတယ်ဖောက်နဲ့ရေးလို့ရတယ် style နဲ့လည်းရေးလို့ရတယ်ပြီး effect တွေလည်းအများကြီးရှိတယ်အဲ့ဒီထဲမှာကျွန်တော်ကတော့ဒီမှာကျွန်တော်ရွေးထားပြီးသားဖြစ်တဲ့ကျွန်တော် font ရွေးလိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာ style ရွေးလိုက်ရင်တစ်ချက်ဒီ style လေးနဲ့ဆင်ပြေလဲပေါ့ဗျာကျွန်တော်စာရေးပြီးပြီဆိုရင်ဒါတော့စလုံးကတော့ကိုလိုချိန်ကြီးလို့ရတယ်ပေါ့နော်ဒီကောင် effect ထည့်လို့ရတယ်ဒီမှာ effectဒီမျိုးပေါ့နော် effect ထည့်လိုက်မယ်ပြီးအမှန်ကြီးလေးပြလိုက်ကိုဗီဒီယိုရဲ့ဒီမျိုးနော်ရပြီဆိုလို့ရှိရင်တစ်ခါနဲ့ဒီမှာအပေါ်ဗီဒီယိုရှစ်ထောက်လိုက်ပြီးရင်ကျွန်တော်တို့ကဒီမှာပေါ့နော်duplicate ဆိုတဲ့နေရာလေးနှိပ်လိုက်နှစ်ပိုင်းကွဲသွားပြီအဲ့ဒါပြီးတော့လည်းကျွန်တော်တို့က over လေးကိုနှိပ်လိုက်ပြီးရင်ဗီဒီယိုထိုးပတ်အဆုံးလေးပြန်ဆွဲမယ်ဒီနေရာမှာထပ်နေလို့မရအောင်ဒီနေရာမှာအတူရှိဖြစ်နေလို့မရဘူးเนาะဘုံမတတ်တဲ့ဖြစ်နေတယ်မှာပြီးရင်ဒီအောက်ကဟာကိုကျွန်တော်တို့ဒီမှာremove gb ဆိုတဲ့နေရာလေးတစ်ချက်နှိပ်လိုက်ပြီးရင်ဒီမှာပေါ့နော်ကျွန်တော်တို့ကဒီ auto remove ဆိုတဲ့ဟာလေးအမှတ်ကြီးပြလိုက်ရမယ်ပြီးဒီဟာလေးပြအောင်စောင့်ရတယ်ပေါ့ဗျာကျွန်တော်တို့ကအဲ့ဒီဗီဒီယိုရဲ့နောက်မှာစာတန်းပေါ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကစာတန်းကိုထောက်ပြီးတော့လေဟာရဲကိုသွားမယ်ဒီမှာလေဟာဆိုတဲ့နေရာလေးနေလိုက်ပြီးရင်ဒီမှာကိုယ့်ရဲ့ဗီဒီယိုအရှိရဖြစ်ချင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီရှေ့လေးပို့လိုက်မယ်ဆိုရင်ဒါရတော့ပါပြီကိုဗီဒီယိုရဲ့နောက်မှာစာတန်းဘယ်လိုထိုးရမလဲဆိုတာသိချင်ဒီဗီဒီယိုအဆုံးထိကြည့်သွားလိုက်ပါ